အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Football Impression Channel ကနေကြိုဆိုပါရစေမနက်ကကျွန်တော်တို့အာဂျင်တီးနားအသင်းနဲ့ဆွစ်ဇာလန်အသင်းတို့ကန်ကြတယ်အာဂျင်တီးနားအသင်းကဆွစ်ဇာလန်အသင်းကို 3-1 နဲ့အနိုင်ရရှိခဲ့တယ်အဲ့ပွဲပေါ်မှာကျွန်တော်ရဲ့အမြင်လေးတွေကိုဆွေးနွေးတင်ပြချင်ပါတယ်အာဂျင်တီးနားအသင်းကကျွန်တော်တို့ဆွစ်ဇာလန်အသင်းကိုအနိုင်ရဖို့ခက်ခဲနဲ့ကစားခဲ့ရတာပထမပိုင်းတစ်ပိုင်းလုံးကျွန်တော်တို့ဆွစ်ဇာလန်အသင်းကပဲဖိပြီးတော့တိုက်စစ်ဆင်ထားတာပထမပိုင်း10မိနစ်ဝန်းကျင်လောက်မှာအာဂျင်တီးနားအသင်းကကျွန်တော်တို့ဥဆောင်ကိုရတယ်အဲ့ဒီကိုကျွန်တော်တို့တောင်းကန်ဘောကနေတဆင့်သွင်းယူခဲ့တယ်မက်ဆီကတောင်းကန်ဘောကန်ပေးလိုက်တယ်မက်လက်စထရာအနေနဲ့ကျွန်တော်တို့ကောင်းတိုက်ပြီးတော့သွင်းသွားတယ်အဲ့တော့ပထမပိုင်း10မိနစ်မှာအာဂျင်တီးနားအသင်းကဒီဥဆောင်ကိုရတယ်အဲ့ဒီနောက်ပိုင်းမှာအာဂျင်တီးနားအသင်းနဲ့ဘာခွင့်ရေးမှတိတ်ပြီးများများဆဆမရဘူးဒီဆွစ်ဇာလန်အသင်းကပဲကျွန်တော်တို့တိုက်စစ်ကိုဖိပြီးကစားလာတာအဲ့တော့ဆွစ်ဇာလန်အသင်းအနေနဲ့သူတို့အနေနဲ့ဒီအမ်ဘရိုဒက်အရန်အားနေတယ်ဗျာအမ်ဘရိုဒက်အရန်အားနေလို့သာသူတို့အနေနဲ့ပထမပိုင်းမှာသူတို့လိုချင်တဲ့ခြေပါကိုမရခဲ့ဘူးအဲ့တော့ဒုတိယပိုင်းကျွန်တော်တို့ဒီစရတယ်ပေါ့နော်ဒုတိယပိုင်းစပြီးတော့တိတ်မကြဘူး69မိနစ်လောက်မှာ69မိနစ်လောက်မှာသူတို့အနေနဲ့ခြေပါကိုရတယ်အဲ့ဒီကိုကျွန်တော်တို့ net draw ကသွင်းသွားတယ်ဒီ net draw ကသွင်းသွားတယ်အဲ့နောက်ပိုင်းကျွန်တော်တို့82မိနစ်ဝန်းကျင်လောက်မှာဒီပွဲရဲ့အဖြေကိုအပြောင်းလဲလုပ်နိုင်မဲ့ဆုံးဖြတ်ချက်မျိုးကျွန်တော်တို့ဒိုင်ကချလိုက်တယ်အဲ့ဒါကလည်းဒိုင်ရဲ့အမှားတော့မဟုတ်ဘူးဗျအမှန်တကယ်တော့ဒိုင်ကကျွန်တော်တို့ဒီအာဂျင်တီးနားကစားသမားကိုကျွန်တော်တို့အဝါကက်အစောစီးပြထားပြီးသားအဲ့ပြထားပြီးသားကိုကျွန်တော်တို့ VAR ကနေကြည့်ပြီးတော့ဒိုင်ကို report တင်လိုက်တယ် report တင်တော့ဒိုင်အနေနဲ့သူ့အနေနဲ့ပြန်ပြီးတော့ဒီဘယ်လိုပြောပြမလဲပြန်သွားကြည့်ရတယ်ပေါ့နော်ပြန်သွားကြည့်တယ်ပြန်သွားကြည့်တော့ဒီအာဂျင်တီးနားကစားသမားကကျွန်တော်တို့ဆွစ်ဇာလန်အသင်းရဲ့ကစားသမားဒီအမ်ဘိုလိုကိုထိခိုက်ထားတာတွေဒီတွန်းထားတာတွေဆွဲထားတာတွေဘာတစ်ခုမှမလုပ်ဘဲနဲ့အမ်ဘိုလိုကသူ့ဘက်သူလဲကျသွားတာလဲကျသွားတော့အဲ့ဒါနဲ့ကွင်းလေတိုင်းကအဲ့ဟိုဟာကတ်ကိုပယ်ဖြတ်ပြီးတော့ကျွန်တော်တို့အမ်ဘိုလိုကိုနောက်ဝတနီနဲ့ထုတ်လိုက်တယ်အမ်ဘိုလိုကဒီအဲ့ဒီဟိုဟာကတ်မတိုင်ငယ်အဲ့ဒီအနီ sorry အဲ့ဒီဟိုဟာကတ်မတိုင်ငယ်ကျွန်တော်တို့စောစောပိုင်းလေးကတဝါထိထားတာထိထားတော့နောက်ဝတနီနဲ့အမ်ဘိုလိုကထွက်သွားရတယ်အဲ့တော့ပြောချင်တာတခုရှိတယ်ဗျာတချို့ကိစ္စတွေကြတော့ဗျာကျွန်တော်တို့ငကလက်လှုပ်တင်လေလှုပ်တင်လေပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီတစ်ဖက်မှာကြတော့အရန်ကြီးဆုံးရှုံးနေတာမှုတွေကြီးတယ်ဗျာဟိုဘက်တစ်ဖက်မှာကြတော့အဲ့လောက်ထိဆုံးရှုံးနေတာမှုတွေမရှိဘူးဒါပေမဲ့ဒီကွင်းလေတိုင်ကစောစောစီးစီးအဝါကက်ပြထားပြီးသားဗျာပြထားပြီးသားကိုသူ့အနေနဲ့ကျွန်တော်တို့ VAR ပြန်ကြည့်ပြီးတော့ပြန်ဆုံးဖြတ်တဲ့အချိန်မှာဟုတ်တယ်သူဆုံးဖြတ်ချက်ကတော့မှန်တယ်ဒီဘာထိခိုက်မှုမှမရှိတဲ့အတွက်ကျွန်တော်တို့ဒီအာဂျင်တီးနားအသင်းကစားသမားကိုပြထားတဲ့အဝါကက်ကိုဘဲချပြီးတော့ဒီအမ်ဘိုလိုကိုနောက်ဝတနီနဲ့ထုတ်လိုက်တာသူ့ရဲ့ဆုံးဖြတ်ချက်ကမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာက VAR ပေါ့နော် VAR ကိုကျွန်တော်တို့ဒီဆွစ်ဇာလန်အသင်းရဲ့ကစားသမားကိုပေါ့နော်ဘာကြောင့်ဆိုတော့ပထမတစ်ဝါထိပြီးသားဒုတိယတစ်ဝါသာသူ့အနေနဲ့ထပ်ပြရမယ်ဆိုလို့ရှိရင်ဒီကစားသမားကထွက်ရတော့မှာအဲ့တော့ဒီကစားသမားထွက်ဖို့ကို VAR အနေနဲ့တိုက်တွန်းနေတယ်လို့ဖြစ်နေတယ်ဆုံးရှုံးနေတာမှမကြီးမာဘူးဗျာပထမတစ်ဝါပဲဒီပြရမယ်ဆိုလို့ကျွန်တော်တိတ်ပြဿနာမရှိဘူးပေါ့ဗျာဒါပေမဲ့သူ့အနေနဲ့ပထမတစ်ဝါထိပြီးသားအဲ့ဒါကိုကျွန်တော်တို့နောက်ထပ်တစ်ဝါပြပြီးနောက်ဝါတနည်းနဲ့ထုတ်ရမှာဆိုတော့ဆွစ်ဇာလန်အသင်းအတွက်ကဆုံးရှုံးနေတာမှကြီးတယ်သူတို့အနေနဲ့တယောက်ရုံနဲ့ဆော့ရတော့မှာအဲ့လိုဆုံးဖြတ်ချက်မှုမျိုးကိုတော့ကျွန်တော်တို့ VAR အနေနဲ့ကျွန်တော်တို့ရှောင်ကျဉ်တင်တယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့အားကြောင့်မလို့လဲလူတော်တော်များများက VAR ကိုဘယ်လိုပြောပြမလဲကြည့်ပြီးတော့အပြစ်တင်နေကြတာဗျာဥမာထားတော့ဗျာဒီဆွစ်ဇာလန်အသင်းကသူတို့အနေနဲ့ဒီဂိုးသွားတယ်အဲ့ဂိုးပေါ်မှာ VAR ကြည့်ပြီးတော့ဂိုးပေးတင်လားမပေးတင်လားဆုံးဖြတ်တာကိုတော့ဒါလက်ခံတယ်ပေါ့နော်ဒီမပေးဖို့လဲဆုံးဖြတ်တာဘာတို့ကိုလဲလက်ခံတယ်ဒါပေမဲ့အခုလိုမျိုးဆုံးဖြတ်ချက်မျိုးကိုဒိုင်ယာလဲစိုးစီးစွာဆုံးဖြတ်ပြီးသွားပြီအာဂျင်တီးနားကစားသမားကိုအဝါကပြပြီးသွားပြီအဲ့ဒါကိုသူတို့အနေနဲ့ VAR ကြည့်ပြီးတော့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ဒီဆွစ်ဇာလန်အသင်းရဲ့ကစားသမားကိုနောက်ဝတနီနဲ့ပြပြီးထုတ်လိုက်တယ်
အဲ့နောက်ပိုင်းမှာပွဲရဲ့အဖြေကပြောင်းလဲသွားတယ်ဒါပေမဲ့ကျွန်တော်တို့ပထမအဲ့82မိနစ်နောက်ပိုင်းထိတောင်အာဂျင်တီးနားအသင်းကကျွန်တော်တို့ဂိုးသွင်းနိုင်ခြင်းမရှိဘူးအချိန်ပိုရောက်သွားတာအချိန်ပိုမိနစ်30ရောက်တော့ကြမှာအချိန်ပိုမိနစ်30ရဲ့ဒီဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းမိနစ်20လောက်မှာဒုတိယပိုင်း 5 မိနစ်လောက်မှာကျွန်တော်တို့ဒီဂိုးသွင်းနိုင်တာအေဗရာကကျွန်တော်တို့ဂိုးရီယာထိတ်ကနေပြီးတော့ကန်သွင်းသွားတာအဲ့ဂိုးကလည်းလှပါတယ်အေဗရာကန်သွင်းသွားတာကောင်းပါတယ်နောက်ပြီးအချိန်ပိုမိနစ်30ပြည့်ကန်နေလောက်မှာဒီမာတီနက်ကကန်သွင်းလိုက်တယ်အဲ့တော့အာဂျင်တီးနားအသင်းက 3-1 နဲ့နိုင်သွားတယ်အဲ့တော့ဒီပွဲရဲ့ပေါ့နော်ဒီကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်အာဂျင်တီးနားအသင်းကဒီပွဲမှာနိုင်တိုက်တဲ့ခြေစွမ်းမျိုးမရှိဘူးဗျာလူပေါ့နော်17ယောက်အပြည့်သာကန်ရမယ်ဆိုလို့ရှိရင်အာဂျင်တီးနားအသင်းအနေနဲ့တော်တော်ကိုခက်ခဲကန်ရမှာရှုံးမှုတောင်သူတို့မှာအနေထားတစ်ခုရှိလောက်တယ်အဲ့တော့အာဂျင်တီးနားအသင်းကတော့နောက်ထပ် semi final ကိုတက်သွားပါပြီအင်္ဂလန်အသင်းနဲ့ကန်ရပါမယ်ဒီကိုရောဘယ်လိုမြင်လဲ comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်အနေနဲ့ဘောလုံးသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးနိုင်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်